အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့အထက်တန်းရှိနေနှူးဝီထွန်ပဲဖြစ်ပါတယ်ရှင်။ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ကွာရှင်းပြည့်စဲတော့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဆောင်ရွက်လို့ရပါသလဲ။လင်မြကွာရှင်းရေးဥပဒေအရဆောင်ရွက်ရမှာပဲဖြစ်ပါတယ်ရှင်။ဘာသာဓလေ့ထုံးတဲ့အရာလက်ထပ်ထားတည်တော်၎င်းဒါမှမဟုတ်လို့ရှိရင်အခွင့်အာဏာရှိတဲ့ထိမ်းများခွင့်ပေးနိုင်တဲ့ပေါ့နော်။အခွင့်အာဏာရှိတဲ့သူစီမှာခရစ်ယာန်ဘာသာဝင်အရာထိမ်းများလက်ထပ်ထားလျင်တော်၎င်းဒီမပေါင်းကျင်လို့ဒါမှမဟုတ်လို့ရှိရင်လင်ဖြစ်တဲ့မယားဖြစ်တဲ့သူကစွန့်ပစ်ထားလို့ရက်စက်မှုပြုလုပ်လို့ဒီလိုမျိုးတွေဖြစ်ပြီးဆိုလို့ရှိရင်သက်ဆိုင်ရာခရိုင်တရားရုံးတော်၎င်းတိုင်းဒေသကြီးတရားလွှတ်တော်တွေ၎င်းပေါ့နော်လင်ကပဲဖြစ်စီမယားကပဲဖြစ်စီနှစ်နှစ်နဲ့အထက်စွန့်ပစ်ခဲ့တယ်ဆိုလို့ရှိရင်တော့တရားရုံးမှာလင်မယားအဖြစ်ခွဲခွာနေစီလိုမှုတရားစွဲဆိုနိုင်တယ်လို့တရားရုံးဒီဂရီအနေနဲ့လင်များအဖြစ်ခွဲခွာနေစီလိုမှုဆွဲဆိုလို့ရနိုင်တယ်လို့လင်ကပဲဖြစ်စေမယားကပဲဖြစ်စေထိမ်းများခြင်းကိုပြက်ပြဲကြောင်းဒီထိမ်းများမှုဟာမခိုင်မာကြောင်းတရားစွဲဆိုလို့ရနိုင်ပါတယ်ရှင်ဒီဂရီအမိတ်နဲ့ပေါ့နော်လင်မယားအဖြစ်ခွဲခွာနေစီလိုမှုဒီဂရီဟာဆိုလို့ရှိရင်လင်မယားကွာရှင်းပြက်စဲခြင်းတကဲ့သို့ပေါ့နော်အဲ့ဒီဒီဂရီကတက်ရောက်တာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းလင်မယားကွာရှင်းရေးအဥပဒေပုံမှာ22မှာအတိအလင်းပြဋ္ဌာန်းထားတာပဲဖြစ်ပါတယ်ရှင်